မင်္ဂလာပါရှင် Clover Olympiad Mathematics YouTube channel မှာကြိုဆိုပါရစေ။ဒီနေ့စတင်ပြီးတော့သင်ခန်းစာမိတ်ဆက်အနေနဲ့primary 2 grade 2 Olympiad သင်ချာဖြစ်တဲ့ logical thinking မှာပါတဲ့ပို့စာလေးတစ်ပုဒ်အကြောင်းကိုစတင်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ပထမဆုံးပုံစံတစ်ပုဒ်ပေးထားပါတယ် given that 1st September 2023 is Friday which day of the week is 15 November 2023ဒီမှာဒီချေရိုးကဘာရှာပြရမှာလဲဆိုလို့ရှိရင်2023 1st September က Friday ဖြစ်တယ်ဒါဆိုလို့ရှိရင် November 15 2023 November 15ကဘာနေ့ဖြစ်မလဲလို့ရှာရမယ်ရှာတဲ့အခါမှာဒီချေရိုးကဘယ်လိုရှာရမလဲဆိုရင်ဒါဆိုရင်ဒါရက်တည်ရှိနေပြီစက်တင်ဘာ1ရက်နေ့ကနေပြီးတော့ November 15ထိသွားရတော့မှာဒါဆိုရင်ဘယ်လိုလုပ်လိုက်မလဲစက်တင်ဘာလအရင်တွက်လိုက်မယ်စက်တင်ဘာလက1ရက်နေ့ပြီးထားတယ်တကယ်စက်တင်ဘာလက30ရက်ရှိတယ်ဒါကြောင့်မို့ဘယ်လိုလုပ်လိုက်မလဲဆိုရင်စက်တင်ဘာလ30ရက်ရနေပြီးတော့1ရက်နေ့ကိုဖယ်လိုက်မယ်အဲ့တော့စက်တင်ဘာလမှာ29ရက်ကျန်တယ်စက်တင်ဘာပြီးရင်အောက်တိုဘာက31အောက်တိုဘာပြီးရင်နိုဝင်ဘာကဒီမှာ15ရက်နေ့လို့ပေးထားတယ်ဒီထဲမှာ15ရက်နေ့ဆိုတော့ဒီထဲကနိုဝင်ဘာကတော့ဘယ်နှစ်ရက်ပဲယူမယ်ဆိုရင်15ရက်ပဲယူလိုက်မယ်ဒါဆိုရင်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာဆိုရဲစက်တင်ဘာလ1ရက်နေ့ကနိုဝင်ဘာ15ရက်နေ့အထိရက်ပေါင်းဘယ်လောက်ရှိလဲဆိုတာကိုရလာပြီအဲဆိုရင်အဲ့ရက်ကိုရက်ဒီကုန်လုံးဘာလို့မဆိုရင်ပေါင်းလိုက်မယ်ပေါင်းလိုက်တဲ့အခါမှာ total က75 days ရတယ်ပေါ့နော်အဲ့တော့75 day ရရဲဆိုရင်ဒီထဲကဒီကနေ Friday ကနေ85ရက်ကြီးရည်နေလို့ရှိရင်ဒီထဲကကြာနေမှာပေါ့အဲဆိုဘာလို့လဲတစ်ပတ်မှာဘယ်နှစ်ရက်ရှိလဲဆိုရင်9ရက်ရှိ9ရက်ရှိတဲ့အတွက်ကြောင့်မို့ဒီထဲက9ရက်အဲကြောင့်9ရက်ရှိတယ်အဲဆို9ရက်ဆိုတော့75ကို9နဲ့စပေးလိုက်မှာပေါ့အဲကြောင့်ဒီထဲကအဲ့ရက်ကိုရှာခြင်းနဲ့ဆိုရင်85ကို9နဲ့စပေးလိုက်မယ်အဲ့ခါမှာ remainder အတွင်းကဘယ်လောက်ရမလို့ဆိုရင်85ကို9နဲ့စားလိုက်တဲ့ခါမှာအတွင်းက9ရမယ်အကျွင်း9ရပြီဆိုတာနဲ့ဒီချေကအဆောင်းကသူကဒီမှာ Friday လို့ပေးထားတယ်ဒီချေကို Friday လို့ပေးထားအဲ့ Friday ရဲ့နောက်ပိုင်း remainder 9ရတဲ့အတွက်ကြောင့် Friday ရဲ့နောက်ကို9ရက်သွားရမယ်အဲ့တော့ Friday ပြီးတော့ Saturday Sunday Monday Tuesday နဲ့ Wednesday ဆိုပြီးတော့9ရက်မြောက်နေ့ကဘာတွေရသွားလဲဆိုရင်Wednesday ဖြစ်သွားတယ်ဒါကြောင့်မို့လို့15 November 2023ကဒီ15 November 2023ကဘာဖြစ်သွားလဲဆိုရင်Wednesday ဖြစ်သွားတယ်ဟုတ်ပြီနောက်တစ်ပုဒ်ဆက်သွားမယ်နော်16 April 2023က Sunday ဖြစ်တယ် which day of the week was 23rd September 2023ရဲ့ဒါဆိုရင်အဲ့တိုင်းပဲ April လအစ April လကရက်30ရှိတယ်ရှိရ16ရက်အထိကပါပြီးသားဖြစ်တဲ့အတွက်ဒီချေရော16ရက်ကိုဖယ်လိုက်မယ်ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုရင် April 30တွေက16ကိုနှုတ်မယ်14ရမယ်ပြီးတော့ April ပြီးတော့ May လက31ရက်ရှိတယ် May ပြီးရင်ဆက်ပြီးဆက်သွားမယ် June 30 July 31 August 31ပြီးတော့ September ရောက်သွားပြီဒီမှာSeptember ကကြတော့ဒီမှာ23ရက်လို့ဒီမှာပို့စာမှာပေးထားတဲ့အတွက်ဒီချဲတို့ကတော့ September ကိုဘယ်လောက်ပေးလို့မဆိုရင်23ယူလိုက်မယ်ဒါဆိုရင် April 16ကနေပြီးတော့ September 23အထိရက်တွေအများကြီးရောက်သွားရက်တွေရောက်သွားအဲ့ရကိုစောစောလိုပဲတူတယ်ရှာလိုက်မယ်ပေါင်းချင်း160ရတယ်160ရရင်ဘာလုပ်မှာလဲတစ်ပတ်မှာဘယ်နှစ်ရက်ရှိလဲဆိုရင်9ရက်ရှိတယ်ဘာလုပ်လိုက်မလဲ9နဲ့စားလိုက်မယ်9နဲ့စားလိုက်တဲ့အခါမှာအချင်းကဘာရောက်ရလဲဆိုရင်6ရတယ်6ဆိုတော့ဒီချေတို့ကဒီမှာပါပေးထားတယ်ဆိုရင် Sunday ပေးထားတယ် Sunday ကနေနောက်ထပ်6ရက်ဆက်ရရမယ်6ရက်ဆိုတော့ Sunday ပြီး Monday Tuesday Wednesday Thursday Friday နဲ့ Saturday က6ရက်မြောက်နေ့ဖြစ်သွားတယ်ဒါကြောင့်မို့လို့ဒီအဖြေရဲ့ဒီ answer ကဒီပု္ပ္ပစာရဲ့ answer ကဘယ်လောက်ဖြစ်သွားမလဲဆိုရင် Saturday ဖြစ်မယ်ဟုတ်ပြီနောက်တစ်ထပ်သွားကြည့်အောင်8 September 2023 is Friday. Which day of the week will 18 September 2023 be? So ဒီမှာဆိုရင်တော့ဒီချေတို့ကစက်တင်ဘာလတစ်လတည်းပြီးတာဒီမှာစက်တင်ဘာ10ရက်ကနေပြီးတော့စက်တင်ဘာ18ရက်နေ့အထိက
အဲ့မှာဆိုရင်16ရက်နေ့ရဘယ်နေ့ဖြစ်မှလဲလို့မေးတယ်ဒါဆိုရင်တော့ဒီ share တော့လွယ်လွယ်လေးပဲဒါလတလလေးပေးထားတာလတလလေးပေးထားတဲ့အတွက်is easy ဖြစ်သွားပြီစက်တင်ဘာ16ရက်နေ့ကနေ8ကိုနှုတ်ပေးလိုက်မယ်ဒီ18နောက်18ရက်ကနေ8ကိုနှုတ်ပေး30ရတယ်30ကိုပုံမှန်နိုင်မယ်တက်လာတယ်ဆိုတော့သူကပြီးသွားပြီ30နဲ့စားရုံခွန်နဲ့စားရုံပဲခွန်နဲ့စားတဲ့အခါမှာအကျွင်းက remainder 3ရမယ် remainder 3ရပြီဆိုရင်သူကဘယ်ကနေစလဲ Friday မှာရှိတယ် Friday ကနေနောက်ထပ်ဘယ်နေ့ထပ်ရအောင်ဆိုရင်3ရက် Saturday Sunday Monday so answer is Monday okay ရမယ်နော်နောက်တစ်ခု if June 2023 is Sunday which day of the week was 15 April 2023ဟောဒီပု္ပ္ပာကနည်းနည်းလေးလှည့်ထားတယ်ဘယ်လိုလဲဆိုတော့ဒီမှာက June 2023ကနေပြီးတော့ April 2023အထိဆိုတော့ဒါနောက်ပြန်မေးထားတာဒါ backward မေးထားတာJune လကနေနောက်ပြန် April လ15ရက်နေ့ကဘယ်နေ့ဖြစ်လဲလို့မေးထားတာဆိုတော့ကဒီ share ကဒါပုံမှန်ပဲဒါ is okay ဘာမှမဖြစ်ဘူးဒီ15ရက် April 2023လို့ပြောရမှာလားအဲ့ကနေစမယ်15ရက် April 2023ဆိုတော့ဒီ share က15ပါပြီးသားဆိုတော့ဖယ်လိုက်မယ်15April 30ရက်15လို့တော့15ရက်ပြီးရင်မေလက31ပြီးရင်ဂျွန်ကဒီမှာ4ရက်ပဲပြီးထားတယ်ပို့ဂျွန်လို့ပြောရတဲ့ဂျွန်က4ရက်ပဲယူမယ်အဲ့ကနေတူတယ်ရှားလိုက်မယ်50ရမယ်ပုံမှန်တိုင်းပဲစားမယ်9စားမယ် remainder 1ရတယ်ဟောဒီမှာ1ရတယ်ဒီ remainder 3တုံးကတော့ Friday ပြီးရင် Saturday Sunday Monday ဆိုတော့ရှေ့ကိုတိုးပြီးယူလိုက်တယ်ဘာလို့လဲဆိုတော့သူကရှေ့ကိုရက်တွေကရှေ့ကိုဆက်သွားတာနောက်ပြန်သွားတာမဟုတ်ဘူးဒါပေမဲ့ဒီမှာကတော့နောက်ပြန်သွားတဲ့အတွက်ကြောင့်မို့လို့ဒီ chair ကနောက်ပြန်ရေးလိုက်မယ် counting backward လုပ်လိုက်မယ်အဲ့တော့ဒီမှာ Sunday ရဲ့နောက်က backward က Saturday ဖြစ်သွားတယ် okay ဟုတ်ပြီဒါဆိုရင်တော့လေကူသွားလိုက်မယ်လို့ထင်တယ်เนาะဒီချက်အဲ့ဆိုရင်ဒီချက်လို့မှာဒါဆိုရင်ဒီလိုပို့စာတွေတွက်ဖို့အတွက်ဘာတွေလိုအပ်နေရလဲဘာတွေသိဖို့လိုလဲဘာတွေသိရမလဲဆိုတော့ပထမဆုံးအနေနဲ့တပတ်မှာ9ရက်ရှိတယ်ဆိုတာသိရမယ်9ရက်တည်းအဲ့9ရက်က Monday Tuesday Wednesday Thursday Friday Saturday နဲ့ Sunday ဖြစ်တယ်ဆိုတာကိုသိရမယ်ဟုတ်ပြီအဲ့ဒါသိရမယ်နောက်တစ်ချက်ကဘာသိရမလဲလတွေကိုသိရမယ်လတွေမှာဘယ်လတွေမှာရက်30ရှိပြီးတော့ဘယ်လတွေမှာရက်31ရက်ရှိပြီးတော့ဘယ်လမှာ28ရက်29ရက်တွေရှိရဆိုတာသိရမယ်အဲ့တော့ဒီချိန်ကဒီမှာကြပြလေးရှိမယ်30 days in September April June and November ဆိုတော့ September April June နဲ့ November မှာ30ရှိတယ်ရက်30ရှိရပေါ့ဟုတ်ပြီအဲ့ဆိုလို့ရှိရင် all the rest have 31နဲ့အဲ့တော့ကျန်တဲ့လတွေက31ပေါ့ဒါပေမဲ့ exception အနေနဲ့ကတော့ February က28ဖြစ်တယ်တဲ့ February 28ဆိုတာရိုးရိုးနှစ်တွေမှာပေါ့တကယ်လို့ရက်ထက်နှစ်ဖြစ်တဲ့4နဲ့စလို့ပြတ်တဲ့နှစ်တွေမှာဆိုရင် February က29ဖြစ်တယ်ဆိုတာကိုသိထားရမယ်ပေါ့အဲကြတော့30 days in September April June and November all the rest have 31 February 28လိပ်ဖြီရမှာဆိုရင်တော့ February 29ဆိုတဲ့ဟာလေးကိုသိထားရင်ဒီပုတ်စာရေးတွေ့ရတဲ့အခါမှာလွယ်ကူတာကိုတွေ့ရနိုင်မယ်နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ try the following problems and write answer in comment below ဆိုတော့ဒီအောက်ကပုတ်စာလေးဘယ်နှပုတ်ပေးထားမလဲဆိုရင်ဒီချေကနှစ်ပုတ်ပေးထားမယ်အဲ့နှစ်ပုတ်ရဲ့အဖြေလေးတွေကိုရှာကြည့်ပြီးတော့ comments ပေါင်းမှာရေးခဲ့ပေးပါဦးဟုတ်ပြီနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါစို့တတာ